Jew အခြေချတောင်းရန်သူကပါလက်စတိုင်းသားမင်းနှစ်ဦးကိုအကြမ်းဖက်တိုက်ခိုက်နေတဲ့မြင်ဝဲမှာပါလက်စတိုင်းမိသားစုမွေးထားတဲ့ခွေးကိုလည်း Jew အခြေချတောင်းရန်သူကရိုက်နှက်နေတာပါကိုဗာနီအင်းနေမှာ Jew အခြေချတောင်းရန်သူတွေကဒီလိုအကြမ်းဖက်တိုက်ခိုက်မှုမြောင်များကျူးလွန်ခဲ့ပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကလည်းပါလက်စတိုင်းတွေပိုင်ဆိုင်တဲ့တိုးတွေကို Jew အခြေချတောင်းရန်သူတွေကခိုးယူခဲ့ပါတယ်နောက်ဘက်ခံမှာဖြစ်ပါတယ် ကိုဗာနီတို့ခုနဲ့ရောင်းဖို့တိုးတွေမရှိတော့ပါကျမတို့နေ့တိုင်းတိုက်ခိုက်ခံရတယ် gas တွေနဲ့အပြန့်ခံရတယ်ပြီးခဲ့တဲ့သတင်းပတ်တွေမှာတော့ဒီတိုက်ခိုက်မှုတွေပိုဆိုးလာပါတယ်ဒီနေ့ကိုတိုက်ခိုက်တဲ့တန်းငွေတွေနဲ့ဖြန်းတဲ့ခလေးရောင်မချမ်းပါဘူး ပါလက်စတိုင်းနိုင်ငံအနောက်ဘက်ကမ်းမှာ Jew အခြေချတောင်းရန်သူတွေကပါလက်စတိုင်းတွေပေါ်ဂျာဖတ်တိုက်ခိုက်မှုကအလုံးမင်းမြင့်တက်လာပါတယ်ပါလက်စတိုင်းတွေရဲ့ဘာသာရေးအထိမ်းအမှတ်ယဉ်ကျေးမှုဆိုင်ရာအထိမ်းအမှတ်နေ့တွေမှာခြေချတောင်းရန်သူတွေကပုံမူတိုက်ခိုက်ကြတယ်